enemy ဆိုတာတိုက်ခိုက်တာဘာမှလောက်တာနဲ့ပဲမပြီးပါဘူးတချို့ enemy တွေမှာ plot တစ်ချက်တည်းနဲ့ story ရဲ့ direction ကိုလုံးဝပြောင်းလဲပြနိုင်တဲ့ movement တွေရှိပါတယ်ဒီနေ့မှာတော့ enemy fan နဲ့မမိနိုင်တဲ့ plot twist တွေကို enemy 9ခုကနေခွဲထုတ်ပြီးတစ်ခုချင်းစီရဲ့အသေးပဲနဲ့အတူအစင်လိုက်ပြောပြပေးသွားမှာဖြစ်ပါတယ်ဒီဗီဒီယိုလေးကိုစောင့်ကြည့်ကြည့်လိုက်ရရင် brother တို့ enemy ကြည့်တဲ့အမြင်တော့တမျိုးပြောင်းလဲသွားနိုင်ပါတယ်ဒါဆိုရင်တော့အချိန်ဆွဲမနေပဲစလိုက်ရအောင်ဖားတဲ့ enemy လိုပဲလူတိုင်းထင်ခဲ့တဲ့ One Piece မှာအစာပိုင်းတုန်းကတော့ Luffy နဲ့သူ့စတော်ရဲ့ဖွဲ့ရဲ့အိမ်မက်က All Blue ကိုရှာဖို့ Hurricane ဖြစ်ဖို့ကမ္ဘာအတန်မာဆုံးဓာတ်မဖြစ်ဖို့ကမ္ဘာပထမဆုံးအပြည့်အစုံဆုံးမြေပုံကိုဆက်ဖို့တန်မာပြီးရဲနဲ့ပင်လယ်များစစ်တူကြီးဖြစ်ဖို့ဒီလောက်တင်လို့ပဲမြင်ခဲ့ရပြီးနောက်ပိုင်းမှာတော့ဓာတ်တွေဖြစ်အောင်လုပ်ဖို့ကကြီးမားရာတခုကစောင့်ဆိုင်နေတာကိုသိခဲ့ရပါတယ်မရင်းတွေကတရားဥပဒေကိုကိုးစားပြုတယ်ဖားရိတ်တွေကအပြည့်ရှိသူတွေဆိုပြီးကဘာကြီးကလွယ်တကူနားလည်လို့ရတဲ့စင်တခုလိုပဲထင်ရတာပါဒါပေမဲ့ဟိုရာရေးချင်နေတဲ့ပရိကတစ်ချက်ဟာအနေငယ်ပေါ်လွန်လာပြီးမို့ကဘာကြီးရဲ့အပေါ်ဆုံးမှာရာရာဆွစီပြီးထိန်းချုပ်နေတဲ့အာဏာရှင်စနစ်ကြီးတစ်ခုရှိနေဆိုတာကျွန်တော်တို့ One Piece fan တွေနားလည်လာကြပါတယ်အဲဒီဖွဲ့ကတော့ဟောကာမမှန်ပါရဲ့အစမှာတော့ပထမဆုံးပင်လယ်ဓမြကျွမ်းပိုင်ကိုနှင်နေခဲ့တယ်နိုင်ငံ20ပူးပေါင်းထားတဲ့ငြိမ်းချမ်းရေးဖွဲ့ကြီးလိုပဲထင်ခဲ့ကြတာပါဥပဒေတွေထုတ်တယ်ပင်လယ်ဓမြတွေကိုအလိုရှိပူစတာထုတ်တယ်မရင်းတပ်သားတွေကိုအမိန်ပေးတယ်တရားမျှတမှုကိုကာဝယ်နေတဲ့အဖွဲ့အစည်းတစ်ခုလိုပဲကျွန်တော် One Piece fan တွေထင်ခဲ့ကြတယ်ဒါပေမဲ့အကြီးမားဆုံး plot ကဒီဟောကာမမှန်တွေကိုတော့အပေါ်ကနေအုပ်ချုပ်နေတဲ့ရေထဲကလူတယောက်ရှိနေဆိုတာသိလိုက်ရပါတယ်အဲ့ဒီနာမည်ကိုလူတိုင်းစိတ်ဝင်စားခဲ့ကြတယ်ရုပ်လည်းမပြသေးဘူးအတန်တော်တစ်ခါပဲချပြထားပြီးအဲ့ဒီတစ်ခါကလည်းယောက်ျားလေးလားမိန်းကလေးလားတော့ခွဲခြားလို့မရသေးပါဘူးသူကတော့အင်းမြူပါပဲ One Piece fan တိုင်းစိတ်ဝင်စားဆုံး character တယောက်ဖြစ်မဲ့ဆိုလည်းမမှားပါဘူးသူကလူများရှိမှမပေါ်ဘူးသူ့ကိုမြင်တွေ့တဲ့သူဆိုတာလက်ချိုးရလို့ရထီကိုရှားပါတယ်အဲ့ဒီမှာဆိုရင်ကျွန်တော်တတိထားမိတလောက်ကတော့ Fire Era နဲ့ VV ဖြစ်တဲ့ King Cobra တို့ပါပဲ King Cobra ဆိုရင်အင်မြူရဲ့တရှိမှုကိုသိရှိပြီးတဲ့အချိန်မှာပဲနှုတ်ပိတ်ခံလိုက်ရပါတယ်အင်မြူကိုမြင်မှုပြီးရင်အသက်ရှင်ခွင့်မရကြဘူးဆိုတာသိတာပါတယ်အဲ့ထဲကမှအင်မြူရဲ့တရှိမှုကိုမြင်ပြီးလွတ်မြောက်သွားတာကတော့မြောက်မသားရဲ့အတူပဲချန်ချီတော်ရဲ့သူ့ရဲ့အကိုစားဖို့ပါပဲသူ့ကိုယ်တော်ဘလောက်ထိနှုတ်ပိတ်ဖို့လုပ်ခဲ့လဲဆိုတာအားလုံးသိပါပဲဒီညမှာအားလုံးကတခြားမြင်မှုတဲ့သူတွေရှိသေးတယ်ဆိုပြီးထောက်ပြနိုင်ပေမဲ့ enemy သမားတွေကိုစပိုင်လာမမိစေချင်တာမို့အထက်မှာပြထားတာပါကဘာကြီးကိုစနေတကျဥဆောင်နေတယ်လို့လူတိုင်းတင်ထားရတဲ့ Fire Era တွေတောင်သူ့ချီမှာကောင်းအောင်နေရတဲ့အနေထားပါအဲ့ဒီအချိန်မှာပိတ်သက်တွေအားလုံးသဘောပေါက်သွားတာကကဘာကြီးကိုအုပ်ချုပ်နေတာကဥပဒေမဟုတ်တော့လူတဦးတယောက်တည်းစံနာပဲဖြစ်နေရဆိုတဲ့ကြောက်ကြအမှန်တရားပါပဲဒီ movement က One Piece ကို One Piece ရနာရှာတဲ့ Fire Enemy ကနေအာနာသမိုင်းလွတ်လပ်ခွင့်တွေကိုလှည့်စားခံထားရတဲ့ကဘာကြီးဖြစ်ကြောင်းပြသလိုက်တဲ့ enemy ဖြစ်လုံးဝအသွင်ပြောင်းသွားစေခဲ့တာပါဒီယေဆုခိုင်တဲ့ကဘာထဲမှာလူတိုင်းယုံကြည်အောင်ကိုရတဲ့လူတယောက်ရှိတယ်သူရှိနေတဲ့ဒီ JJK ကဘာကြီးမပြတ်နိုင်ဘူး JJK ဖန်တွေတော့အမခံတော့ဒီတန်ပါတဲ့လူအဲ့ဒီလူကတော့စာတော်ကိုကြိုပါပဲအာရန်ကောင်းလို့ရန်သူတယောက်ချင်းစီကသူရှိရောက်ရင်တိုက်ခိုက်ခြင်းစိတ်တော့မရှိတော့အဆင့်တီကိုဖြစ်သွားတတ်ပါတယ်အန်ရဖြစ်ရင်ကိုဂျိုလိုင်းအားလုံးပြီးပြီဆိုတဲ့အရာကိုဖန်မေးတစ်ခုလုံးလေးယုံကြည်ခဲ့ကြပါတယ်ဒါပေမဲ့ JJK ရဲ့ဇာတ်လမ်းပြောင်းလဲခဲ့တဲ့အကြီးမားဆုံး plot ကအဲ့ဒီ strong gap ကိုအင်အားနဲ့မဟုတ်ပဲအစီအစဉ်တစ်ခုတခြားကြပြီးလှည့်ကွက်တွေစိတ်ပိုင်းဆိုင်ရာတိုက်ခိုက်မှုတွေနဲ့ track တစ်ခုလည်းပိတ်မိအောင်လုပ်နိုင်ခဲ့တဲ့ movement ပါပဲဒီနေရာမှာချိန်စာပစ္စည်းလို့တော့မသုံးတော့ပဲ JJK မကြည့်တဲ့သူတွေအတွက်ပါကြည့်ရဆင်ပြေအောင် trust လို့သုံးလိုက်ပါတယ်အဲ့ဒီနေ့မှာဂျူဂျက်စုခိုင်တဲ့ကဘာကြီးရဲ့ power villain တစ်ခုလုံးပျက်စီးသွားခဲ့ရပြီးပြည်သက်တွေအားလုံးသဘောပေါက်သွားတဲ့ချက်ကတော့အင်အားကြီးတဲ့သူဆိုရင်တော့မှအစီအစဉ်တကြလွတ်သွားရင်ဘာမှမတတ်နိုင်ဘူးဆိုတာပါပဲဒီလိုပြောလို့ကျွန်တော်ကကိုဂျိုဝိတယ်လို့တော့ပြောတာမဟုတ်ပါဘူးကျွန်တော်လည်းကိုဂျိုဖန်ပါဆိုတာကိုကြိုပြောပြထားခြင်းပါတယ်နောက်ဆုံးဆက်မှာလွန်မြောက်မဲ့အရေးအောင်ပြခဲ့တာမို့အဲ့ထွက်တဲ့ကနေကိုဂျိုကတနည်းနည်းနဲ့လွတ်ကိုလွတ်လာမှာပါအဲ့ဒီ movement ကစပြီးဂျူဂျက်စုခိုင်တာဟီးရိုးတွေကကဘာကြီးကိုကယ်တင်နိုင်တဲ့ enemy မဟုတ်တော့ဘဲနဲ့ဘယ်သူမှမလုံခြုံတော့တဲ့ enemy တစ်ခုလိုဖြစ်သွားခဲ့တာပါအတက်ဝန်တိုက်တန်ကိုအစမှကြည့်တော့ကလူတိုင်းရဲ့မြင်ထဲမှာကြောက်စရာအကောင်းဆုံးအရာကတိုက်တန်တွေလိုပဲမြင်ခဲ့ကြတာပါလူတွေဟာဟောတွေအတွင်းမှာပိတ်မိပြီးတိုက်တန်တွေစားတာမခံရဖို့အတွက်တက်ရှင်နေကြရတဲ့နိုင်ငံငယ်လေးတစ်ခုပါဟောအပြင်ဘက်မှာတော့တိုက်တန်တွေအားလုံးကိုတက်လိုက်ရရင်လွတ်လပ်မှုဆိုတဲ့အရာရှိမဲ့နေရလိုပဲယုံကြည်ခဲ့ကြတယ်ဒါပေမဲ့ဟောအပြင်ဘက်ကိုတကယ်ရောက်သွားတဲ့အချိန်မှာတော့ပိတ်သက်တွေတည်သွားတဲ့အမှန်တရားကတိုက်တန်တွေထပ်ပို့ပြီးရောက်ဖို့ကောင်းတာကလူသားတွေရဲ့မုန်းတီးမှုစစ်ပွဲတွေခွဲခြားမှုတွေဖြစ်နေရဆိုတာပါပဲလွတ်လပ်မှုဆိုတာတောင်းတတဲ့ကောင်းငယ်အောက်မှာမဟုတ်ဘူးတွေးတန်မျက်ရည်နဲ့အတူလာတဲ့ခက်ခဲချမ်းတဲ့လက်တစ်ခုဖြစ်နေခဲ့တယ်ဒီ movement ကအတက်ဝန်တိုက်တန်ကိုတိုက်တန်တွေက monster ဆိုတဲ့ enemy တစ်ခုကနေလူသားတွေကိုယ်တိုင်ပဲ monster ဖြစ်နေတဲ့ enemy တစ်ခုဖြစ်လုံးဝပြောင်းသွားစေခဲ့တာပါပဲနောက်တော့ကျွန်တော်တို့စက်ကြည့်တဲ့အချိန်လူတိုင်းက hero ဆိုတာလူကောင်း villain တွေကလူစိုးလိုပဲထင်ခဲ့ကြပြီးနောက်လို့ဟာလဲအားနဲလုံးတဲ့ကလေးတယောက်ကနေလူအားလုံးကိုကယ်ခြင်းတဲ့ hero တယောက်ဖြစ်လာတဲ့အိမ်မက်တွေပြီးရှိတဲ့ character တယောက်လိုပဲမြင်ခဲ့ကြတာပါဒါပေမဲ့ story line ကနေနည်းနည်းလာရင်လည်းမြနောက်လို CD ကပရိသတ်တွေကိုချင်းချင်းတန်းတန်းမေးခွန်းတစ်ခုမေးလိုက်ပါတယ်ဒါကတော့ villain ဆိုတာတကယ်ပဲမကောင်းတာလား hero ဆိုတာတကယ်ရောအမြဲမှန်နေရလားဆိုတဲ့အတွေ့တွေကကျွန်တော်တို့နောက်လို fan တော်များများအတွေးဝင်ခဲ့ပါတယ်ဗီလိန်လို့သတ်မှတ်ထားတဲ့လူတွေကလည်းသူတို့မြင်နေဆိုရင်ကဘာကြီးကိုကယ်ချင်တဲ့ဟီရိုပဲဖြစ်နေခဲ့တာပါဒီလိုပြောလို့ကျွန်တော်အနေနဲ့သူတို့လောရတဲ့မှန်တယ်လို့ပြောချင်တာမဟုတ်ပါဘူးစစ်ပွဲတွေမုန်းတင်းမှုတွေနဲ့လက်စားချေမှုတွေဟာလူတယောက်တည်းကြောင့်မဟုတ်ပဲအတိတ်နာကျင်မှုစနစ်ဆိုးတွေကြောင့်ပေါ်ပေါက်လာခဲ့တယ်ဆိုတာကို
ကျွန်တော်တို့စကားတော်တော်များများမှာဘီလီယံတွေပေါ်ပေါက်လာရဲဆိုတာသူတို့မိဘသူတို့နေတဲ့ပတ်ဝန်းကျင်သူတို့ရခဲ့တဲ့စိတ်ဓာတ်တွေအကြောင်းပါပဲဘီလီယံတွေဖြစ်လာရတယ်ဆိုတာနာရိုစီတီကတဖြည်းဖြည်းပြသလိုက်တာပါပဲဒီ plot ကနာရိုစီတီကို fighting enemy ကနေလူသားတွေအကြောင်းနဲ့စစ်ပွဲတွေအကြောင်းကိုနှဆိုင်စွာသိလာရတဲ့ enemy ဖြစ်ပြောင်းလဲသွားစေခဲ့တာပါပဲဒီမွန်စလေယာအစာပိုင်းမှာလူတွေကစူးစမ်းရင်ဒီမွန်ကိုတော့အနိုင်ယူနိုင်တယ်လို့ယုံကြည်နေခဲ့ကြတယ်ဗီဒီတက်ကနစ်တရှိတယ် source scale တွေရှိတယ်ဖွဲ့စည်းရှိတယ်ဒါပေမဲ့ဒီမွန်တရားရဲ့အင်အားကိုအပြည့်အဝဖော်ထုတ်လိုက်တဲ့စင်တစ်ခုနဲ့ပိတ်သက်အောင်လို့သဘောပေါက်သွားတာကဒါကစစ်ပွဲမဟုတ်တော့ဘူးဒါကတော့အသက်ရှင်ဖို့တောင်ခက်ခဲတဲ့ကဘာဖြစ်သွားပြီဆိုတာပါပဲလူသားတွေဟာစူးစမ်းနိုင်ပေမဲ့တချို့သောအရာတွေရှိမှတော့အားနည်းချက်သာဖြစ်နေတတ်တာကိုဒီမွန်စလေယာကအကြမ်းတမ်းတမ်းပြသလိုက်ပါတယ်ဒီ plot ကဒီမွန်စလေယာကို action enemy တစ်ခုဖြစ်ကနေပြီးတော့ကြမ်းတမ်းတဲ့ရှင်သက်ခက်ခဲတဲ့ enemy ဖြစ်ပြောင်းလဲသွားတည်ခဲ့ပါတယ်ဒီ enemy ၅ခုရဲ့ plot twist တွေဟာ story ကိုပဲပြောင်းလဲခဲ့တာမဟုတ်ပါဘူးကြီးစုသူတွေရဲ့အမြင်ခံစားချက်စိတ်ခံစားနိုင်စွမ်းကိုပါလုံးဝပြောင်းသွားစေခဲ့ပါတယ်ဗရာသာတို့အတွက်အကောင်းဆုံး plot ကဘယ် enemy ကဖြစ်မလဲဆိုတာခုမှမှရေးခဲ့ပြီးဒီလို enemy content တွေကိုနောက်ထပ်ဆက်ကြည့်ခြင်း channel လေးကို like and subscribe လုပ်ထားပေးခဲ့ပါအောင်အားလုံးပဲအဆုံးထိကြည့်ရှုပေးလို့ကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုလေးမှာပြန်တွေ့ကြတာပေါ့